ဖန်မကန်လုံးကိုအပေါက်ဖောက်တဲ့အခါတစ်ချက်ထုလိုက်တာနဲ့ကွဲသွားရောဖန်မကန်လုံးကိုသာရေထဲနှစ်ပြီးရိုက်ဖောက်မယ်ဆိုရင်အလွယ်တကူပေါက်သွားပါလိမ့်မယ်ဒါကရေရဲ့နီးယာမှာသဘောတရားပါကျဲဥပေါ်စားအနေငယ်တင်လိုက်ရင်အပေါ်ကနေကျဲဥနောက်တစ်လုံးဆင့်တင်လို့ရပါတယ်ဒါကဟန်ချက်ညီချင်းရဲ့သဘောတရားပါဒိတ်ကုံသွားတဲ့ PK ကိုမလွတ်ပစ်ပါနဲ့သူ့ကိုဒီလိုမျိုးလှမ်းချုံပုံစံသွင်းပြီးလျှက်တစ်ပြက်အောင်သီးနဲ့ထူလိုက်အောင်သီးပေါက်သွားလိမ့်မယ်ဒါကနျူတန်ရဲ့နီးယာမှာတစ်ခုဖြစ်ပါတယ်မီဂျစ်ဆန်ရဲ့ထိတ်ကလောင်စာလေးကိုဖြုတ်ဗီဒီယိုထဲကအတိုင်းလောက်စာလေးနဲ့ဒုတ်ချောင်းကိုခဲပန်းနဲ့ပတ်ထိပ်ပြားကိုဖီပြီးခွက်သေးကိုထဲပြီးရင်ထိပ်ပြားကိုမီညီလိုက်ဒါကဒုံးပြက်တွေရဲ့အလုံးလုံးပုံပဲတခဲရဲ့အနှုတ်ဘက်ကိုတန်လိုက်ခဲ့အပေါင်းဘက်ကိုကျင်းနှုံကြိုတင်လိုက်ကျင်းနှံကြိုးကိုလဲသွားလိမ့်မယ်ဒါကလျှက်စစ်ကားပိန်တွေအလုံးလုံးတဲ့ပုံစံပဲရေခဲတုံးပေါ်ကိုအချီတင်လိုက်လူကြီးမင်းတို့ယုံနိုင်လားအပေါ်ကားနေစားဖြူလိုက်ယုံနဲ့ရေခဲတုံးတွေကိုအလွယ်တကူမလို့ရသွားရောဒါကနှင်းရည်ပြောင်းစားဖြူရတဲ့အကြောင်းအရေးမှာစားအုံနှုတ်ကိုမျက်နှာချင်းဆိုင်တရွက်ပြီးတရွက်ထပ်လိုက်ချိတ်ဆက်မှုစွမ်းအားကရေတံမှုကြီးတပူးကိုတော့မယူနိုင်ပါတယ်ဒိတ်ကုံနဲ့နွားတို့ကိုကိုလာပူထဲထည့်လိုက်10မိနစ်လောက်နေတာနဲ့ကိုလာကအရေးကြီးဖြစ်သွားပြီးအခြားဘာတွေမှမသိတဲ့အနေတွေလည်းကြံနေခဲ့ပါတယ်အာလူကိုအတုံးလေးတုံသွားကြထိုးရန်နဲ့ထိုးပြီးဗီဒီယိုထဲကအတိုင်းဆက်မယ်ပြီးရင်နောက်ထပ်သွားကြထိုးရန်နဲ့ထိပ်ဖျားမှတင်လိုက်ဟန်ချက်ညီနေတာကိုတွေ့လိမ့်မယ်မီဂျစ်ဆန်ရဲ့ထိတ်ကလောင်စာလေးတွေကိုစုပြီးတောက်ကလောက်အတွင်းကိုထည့်ပြီးရင်မီဂျစ်ဆန်ထည့်ပြီးမီညီလိုက်တော့ယူဖို့မိခဲ့တဲ့အခါဒီလိုမျိုးဖွင့်လို့ရတယ်